Okay ဒီနေ့မှာ 3D printer ဆိုတဲ့ 3D printing နည်းပညာကြီးကအရန်ကိုတိုးတက်ပြောင်းလဲနေပါတယ်ဒါပေမဲ့အဲ့ဒီ 3D printer နဲ့တွဲသုံးတဲ့ filament ဆိုတဲ့ကော်ဝေကော်ချောင်းတွေကိုတော့တချို့တွေကတိတ်ပြီးတော့နားမလည်ကြတဲ့အပိုင်းလေးတွေလည်းတွေ့ရတယ်အဲ့တော့ဒီဗီဒီယိုမှာဒီ filament တွေရဲ့အကြောင်းကိုဘယ်နေရာမှာဘယ်လိုသုံးရမလဲနဲ့ဘယ်ပစ္စည်းတွေအတွက်ကိုဘယ်လို filament မျိုးရွေးချယ်ရမလဲဆိုတာကိုကျွန်တော်တခြားရှင်းပြပေးတော့ပါမယ်စိတ်ဝင်စားရင်တော့ဆုံးဖြတ်ကြည့်လိုက်ပါကျွန်တော်ရဲ့နောက်မှာရှိတဲ့ Bambulet A1 3D printer လိုမျိုး 3D printer တွေနဲ့တွဲသုံးရတဲ့ကော်ကွေကော်ချောင်းတွေကို filament လို့ခေါ်တာပါ 3D printing နည်းပညာက2မျိုးရှိတယ်အဲ့ဒီတွေကမှဒီဗီဒီယိုမှာကော်ချောင်းလို့ခေါ်တဲ့ filament ရဲ့အကြောင်းကိုအဓိကထားပြီးတော့ပြောသွားပြပါမယ်ဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာပြောသွားမယ် filament တွေအကုန်လုံးက diameter 1.75 mm စီရှိကြပါတယ်သူတို့မှမတူညီတာဆိုလို့သူတို့ရဲ့အမျိုးအစားအသုံးပြုတဲ့နေရာနဲ့ပူချိန်တွေပါပဲပထမတစ်ခုအနေနဲ့PNA filament ပါအပူချိန်190နဲ့210ကြားထဲမှာအပူပေးပြီးတော့ပေါ့ပေါ့ပါသုံးရတဲ့ corel တွေကိုထုတ်တဲ့အခါမှာအဓိကအပြင်သုံးပါတယ် 3D printer တွေကိုစပြီးတော့သုံးတဲ့ beginner တွေအတွက်ကတော့အထူးသင့်လျော်တဲ့ filament တွေပဲဖြစ်ပါတယ်ပုံသွင်းရတာအရန်ကိုလွယ်ကူပြီးတော့မရှိမဖြစ်သုံးရမယ် filament တွေပဲဖြစ်ပါတယ် Okay ဒုတိယတစ်ခုအနေနဲ့ကတော့ ABS ဆိုတဲ့ filament တွေပဲဖြစ်ပါတယ်ပစ္စည်းတွေထဲမှာအပူချိန်ခံနိုင်ရမယ်နေပူထဲမှာလည်းထားမယ်အကျန်းလဲခံရမယ်အဲ့ဒီလိုမျိုးအချက်တွေနဲ့ပြည်စုံတဲ့နေရာမှာထားဖို့အတွက်ဆိုရင်တော့အဲ့ဒီ ABS ဆိုတဲ့ filament တွေကိုအဓိကထားပြီးတော့ရွေးချယ်ပေးရမှာပါပူချိန်240သို့မဟုတ်260 printing လုပ်ရပါတယ်အဲ့ဒီတွေကမှအမာကိုလည်းမကြိုက်ဘူးအပြော့ကိုလည်းမကြိုက်ဘူးဆိုရင်တော့အခုပြောမယ်နံပါတ်3 PETG ဆိုတဲ့ filament လေးကိုရွေးချယ်လို့အသင့်ပါတယ် PETG filament တွေက Lego ရုပ်တည်ရဲ့ကော်သားနဲ့တစ်ထပ်တည်းတူပါတယ်မာလဲမာမယ်အကျန်းလဲခံမယ်ဆိုတဲ့ပုံစံမျိုးကိုတွားပါတယ်ကားပူပစ္စည်းတွေဂီယာပတ်တွေမက်ကာနီကယ်ပတ်တွေအဲ့ဒီအရာတွေထုတ်တဲ့အခါမှာအဲ့ဒါတွေကိုအဓိကထားပြီးတော့အသုံးပြုရပါတယ်သူ့ရဲ့မာဂျုံမှုကလည်းတော်တော်လေးကိုမာပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ TPU filament လေးအကြောင်းပြောချင်ပါတယ်ဒီဖုန်းကာဗာလိုမျိုးအပြော့တွေ rubber ဆန်တဲ့ပစ္စည်းတွေထုတ်တဲ့အခါမှာအဓိကထားပြီးတော့သုံးရတယ်ကာဗွန်ဖိုက်ဘာပါတဲ့အတွက်ကြောင့်သူကလည်းအပူချိန်နည်းနည်းလေးမြင့်တယ်240သို့မဟုတ်260ကြားမှာထားပြီးတော့ထုတ်ပေးရတာတွေလည်းရှိပါတယ်အဲ့ဒီ၄မျိုးကိုအခြေခံပြီးတော့ထပ်ပြီးတော့ကွဲတော့ပါသေးတယ်PNL မှာဆိုရင် PNL base ရှိမယ် PNL plus ဆိုပြီးတော့ရှိမယ်အသုံးပြုကလွယ်ကူမှုနဲ့တာရှည်ခံမှုတွေထိမ့်သိမ်းရလွယ်ကူမှုတွေအဲ့ဒါလေးတွေကွာသွားပါတယ် PETG မှာဆိုလို့ရှိရင်လည်း PETG ရိုးရှိမယ် PETG HF လို့ခေါ်တဲ့ PETG high flow အမြန် high speed နဲ့သုံးရတဲ့ filament လေးဆိုပြီးတော့ထပ်ပြီးကွဲသွားပါသေးတယ်ပြီးရင် TPU မှာလည်း TPU ပြင်မှာနောက်ထပ် TPE ဆိုပြီးတော့လည်းကွဲထားပါသေးတယ်ပို့သုံးရမယ့်ပစ္စည်းတွေမထုတ်ခင်မှာတည်တည်ချာချာလေ့လာပြီးတော့မှရွေးချယ်ပြီးတော့အသုံးပြုရမယ့်ပစ္စည်းတွေပဲဖြစ်ပါတယ်အခုလက်ရှိမြန်မာပြည်ဈေးကွက်အနေအရဆိုလို့ရှိရင်တော့ PNL သို့မဟုတ် PNL plus 1kg တစ်ခွေကိုဒီလောက်တော့တောင်းကနေဝန်းကျင်နဲ့ရှိပါတယ် PETG ကတော့အမျိုးအစားတွေအများကြီးကွဲတဲ့ဖြစ်ကြောင်းဒီလောက်ဈေးတွေနဲ့ရောင်းဝယ်တွေဖြစ်နေကြပါတယ်အဲ့ဒီထဲမှာမှမတူတမှုထူးခြားပြီးတော့ TPU ကတော့လုံးဝ highest performance ဈေးဖြစ်တဲ့ဒီဈေးကိုရောက်နေပါတယ်တလက်စားတွေနဲ့ကျွန်တော်တို့ရှိမှာအဲ့ဒီ filament တွေအကုန်လုံးကိုဈေးသက်သက်သာနဲ့ရနိုင်နေဆိုတဲ့အကြောင်းလေးကိုလည်းသတင်းကောင်းပါချင်ပါတယ်ဘယ် brand တွေရမလဲဆိုရင်နာမည်ကြီးဖြစ်တဲ့ Eason Bamboo, Quality, Fandu, Sunloop အဲ့ဒီ brand တွေအကုန်လုံးကိုလည်းအစုံရနိုင်ပါတယ်ဈေးတွေကတော့မျိုးစားအများကြီးကွဲနေရဖြစ်တဲ့ကြောင့်အောက်က caption သို့မဟုတ် description မှာကျွန်တော်အသေးစိတ်ဖော်ပြပေးထားပါမယ်အခုပြောခဲ့တဲ့ filament တွေကိုဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ TikTok Messenger ပေးမှာလည်းအခုလက်ရှိတင်ထားတဲ့ပေးအပြင်ကိုမှဒီကျွန်တော် mention ခေါ်ထားတဲ့ပေးမှာလည်းဝယ်ယူနိုင်ပါတယ်အခုတော့ဆိုရင်တော့ filament တွေအကြောင်းကိုကောင်းကောင်းသိသွားမယ်လို့ထင်ပါတယ်ကိုထုံးမဲ့ပစ္စည်းနဲ့ filament တွေကိုလည်းမှန်ကန်စွာရွေးချယ်တတ်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်ကျွန်တော်တော့မန်းဆွန်ပဲဖြစ်ပါတယ်